ကိုစားနေတဲ့ထမင်းကကိုဘဝလာစေတာလားပိုချမ်းမလာစေတာလားထမင်းဖြူနဲ့ထမင်းညိုဘယ်အရာကတင်းအတွက်ပိုကောင်းမလဲနေစဉ်စားသုံးနေတဲ့ထမင်းဟာခန္ဓာကိုယ်အတွက်အဓိကစွမ်းရည်အရှင်အညီဖြစ်ပါတယ်ဒါပေမဲ့တင်ရွေးချက်လိုက်တဲ့ထမင်းအမျိုးအစားပေါ်မူတည်ပြီးတင်ရချမ်းမရေးနဲ့ကိုယ်လေးချိန်ဟာတိတိတသားပွားခြားသွားနိုင်ပါတယ်တင်ရအတွက်ဘယ်အရာကပိုကိုင်းညီမလဲဆိုတာကိုရှင်းကြည့်ရအောင်လို့ထမင်းဖြူအာနီတင်အခွန်နဲ့ဖွဲနှုတ်တွေကိုဖယ်ရှားထားလို့အစာချေထည့်ရလွယ်ကူပြီးစွမ်းအင်ကိုချက်ချင်းတက်စေပါတယ်။အားနဲ့ချက်အညံတက်နဲ့ပါပြီးတူရင်တကြားတက်ကိုညံတက်စေလို့စီးချိုသမားတွေနဲ့ဝေချနေသူတွေအလွန်အကျွံစားသုံးဖို့မတင်တော့ပါ။ထမင်းညိုအာနီတင်ခုံပဲခွာထားပြီးဖွဲနှုတ်အလွာပါရှိနေသေးတာကြောင့်အညံတက်ဗီတာမင်နဲ့တက်တူတက်တွေအပြည့်အဝပါဝင်ပါတယ်။အာသာချက်အစာချေစနစ်ကိုကောင်းမွန်စေပြီးတွေ့ရင်တကြားတက်ကိုတင်းငင်စေပါတယ်။ဖိုင်အကြာကြီးကြီးနေစေတာကြောင့်ခဏခဏမစားမိပဲဝေးချနေသူတွေအတွက်အထုတင်တော့ပါတယ်။ထမင်းဖြူနဲ့ထမင်းညိုတင်ကအားကစားပြင်းပြတန်လုပ်လို့စွမ်းရင်ချက်ချင်းလိုအပ်သူဆိုရင်ထမင်းဖြူကပိုကိုင်းနေပြီးကိုယ်လေးချိန်ထိန်းကြီးခြင်းသူတို့မဟုတ်စီးချိုတွေးချိုရှိသူဆိုရင်တော့ထမင်းညိုကိုပြောင်းလဲစားသုံးသင့်ပါတယ်။ကျမရင်းနဲ့ညို့ဖို့ဆိုတာစားသမျှကိုရှော့ချတည်တာမျိုးမဟုတ်ဘဲပိုကောင်းတာကိုရွေးချယ်စားသုံးတာဖြစ်ပါတယ်နော်။